အားလုံးပဲမင်္ဂလာပါခင်ဗျာအခုမြင်တွေ့နေရတဲ့သတို့သမီးလေးကတော့သူ့ရဲ့သတို့သားကကားက8စီးရွှေတွေကအများကြီးပဲလက်ဝက်လက်စားတွေကဘယ်နှစုံနောက်ပြီးတဲ့အခါကျတော့ငွေသားတွေကသိန်းပေါင်းဘယ်နှထောင်စသဖြင့်ပေါ့နော်တန်မိုးထားခံရပြီးတော့တင်တောင်းခံထားရတဲ့တကယ်အဖိုးတန်သတို့သမီးလေးပဲဖြစ်ပါတယ်ခင်ဗျာသတို့သမီးလေးရဲ့မင်္ဂလာပွဲကိုအစအဆုံးကိုတာဂီစတူဒီယိုကဝန်ဆောင်မှုပေးထားတာဖြစ်ပါတယ်မိတ်ကပ်ဝစ်စုံလက်ဝတ်ရနာရိုက်ကူးရေးစသဖြင့်ပေါ့နော်တပွဲလုံးစာကိုကျွန်တော်တို့ကိုတာဂီစတူဒီယိုကဒါရိုက်ကူးပုံဖော်ဝန်ဆောင်မှုတွေပေးထားတာဖြစ်ပါတယ်ခင်ဗျာတို့သမီးလေးကိုလည်းကိုတာကြီးရဲ့ထုံးစံအတိုင်းပါကြည့်မိတ်ကပ်လေးပြင်ဆင်မြန်ပြီးပေးထားပါတယ်ခင်ဗျာပြီးတော့တို့သမီးလေးဝတ်ဆင်ထားတဲ့ထိုင်မသိန်းလေးရဆိုရင်လည်းကိုတာကြီးကိုယ်တိုင်ဖန်တီးချုပ်လုပ်ထားတဲ့ရွှေဘူးနွယ်ထိုင်မသိန်းအသစ်ချက်ချုပ်လေးဖြစ်ပါတယ်ကိုတာကြီးစတူဒီယိုမှာရွှေဘူးနဲ့ထိုင်မသိန်းတွေအများကြီးရှိပါတယ်ရွှေဘူးနဲ့ထိုင်မသိန်းကိုဘယ်သူမှမဝတ်သေးတဲ့ဒီဇိုင်းအသစ်ကိုဝတ်ချင်တယ်ဆိုရင်လည်းအသစ်ချုပ်ငါစနစ်ဖြင့်ဒါချုပ်လုံးငှားရမ်းပေးတဲ့ရှိပါတယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့တို့သမီးလေးရာဆိုလို့ရှိရင် TikTok ပေါ်မှာအရန်ကိုရေပန်းစားပြီးတော့နာမည်ကြီးသွားတဲ့တို့သမီးလေးဖြစ်မယ်ဆိုတာအားလုံးကသိပြီးသားဖြစ်မှာပါခင်ဗျာတို့သားရဲ့ချစ်ချင်းမြတ်တာတွေတန်မိုးထားမှုတွေအများကြီးနဲ့ဒါပီတိတွေဖြစ်ရလောက်တဲ့တို့သမီးလေးဖြစ်ပါတယ်သူရဲ့မိဘတွေဆိုရင်လည်းအရန်ကိုကြည်နူးရမှာဖြစ်ပါတယ်ခင်ဗျာချစ်သူတက်တန်းနှစ်အနည်းငယ်ကြာတဲ့အခါကြာမှာတယောက်နဲ့တယောက်ဒါပေါင်းဖက်ကြရတဲ့ဇုံတွဲလေးလည်းဖြစ်ပါတယ်ပြီးတော့နှစ်ဦးကဘယ်လိုပြောရမလဲအော်တိုပေါ့နော်ပတ်စံချမ်းသာပြီးတော့မှတထေးသားသမီးတွေမဟုတ်ပါဘူးကိုယ်တိုင်နိုင်ငံရဲ့ချားမှာစီးပွားရှာစုဆောင်ပြီးတော့မှကိုချစ်ရတဲ့သူကိုအကောင်းဆုံးတွေပေးခြင်းနဲ့ဆိုတော့စိတ်ဆန္ဒနဲ့သတို့သားလေးရဲ့ချစ်ချင်းမြတ်တာတွေကိုလည်းကိုသားကြီးကဂုဏ်ယူပါတယ်အတိမတ်ပြုပါတယ်အရန်လဲကြည်နူးရပါတယ်ခင်ဗျာနှစ်ဦးပေါင်းဖက်ကြတဲ့အခါကျတော့လေအခုလိုမျိုးပြည့်ပြည့်စုံစုံခန်းခန်းနာနာလေးနဲ့မင်္ဂလာပွဲကြီးကိုကျွန်တော်တို့ကိုသားကြီးစတူဒီယိုကိုပွဲအစားဆုံးအနှံ့တဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်သတို့သားရဲ့ချစ်ချင်းမြတ်တာတွေကိုအားကြလို့မဆုံးပါဘူးခင်ဗျာအဲ့တော့သတို့သမီးလေးတိုင်းလည်းအခုသတို့သမီးလေးလိုပဲပြည့်ပြည့်စုံတဲ့ချစ်ချင်းမြတ်တာတွေရကြပါစေလို့ကိုသားကြီးကဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ